22 ရက်2လ2026ခုနှစ်တနင်္ဂနွေနေ့ဒီနေ့ခေတ်ကျမ်းစာတွေမှာယုံကြည်လို့ရတဲ့ဂတိတော်နာခံနိုင်တဲ့အမိန့်တော်လက်ခံနိုင်တဲ့အမှန်တရားလိုက်နာနိုင်တဲ့အသိပေးချက်ဒါမှမဟုတ်နားယူနိုင်တဲ့အားပေးမှုတစ်ခုခုကိုသိမြင်ပါသလားဘုရားသခင်ကိုဒါမှမဟုတ်ကဘာကြီးကြောင့်ဘာတွေသင်ယူရမလဲကျမ်းပိုက်ဒီထဲမှာတွေးတစ်ခုခုထင်ရှားပါသလားဘုရားသခင်နဲ့ဆွေးနွေးပါဝိပုယကျမ်းအခန်းကြီး16အာယုန်၏သားနှစ်ယောက်တို့သည်ထာဝရဘုရားရှိတော်၌ပူဇော်၍တည်သောနောက်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကားသင်၏အစ်ကိုအာယုန်သည်သေဘေးနှင့်ကင်းလွတ်မည်အကြောင်းသန့်ရှင်းရာဌာနတော်အထက်သေတ္တာပေါ်အပေါ်မှာတင်သောအဖုံးကိုကွယ်ကာသောကလစ်ကအတွင်းသို့အခါခက်သိမ်းမဝင်စေခြင်းငှာဆင့်ဆိုလော့ငါသည်သေတ္တာအဖုံးအပေါ်မိုးတိမ်၌ထင်ရှားမည်အာယုန်သည်သန့်ရှင်းရာဌာနတော်အထက်သို့အဘယ်သို့ဝင်ရမည်နည်းဟုမူကားအဖြစ်ဖြေရာဖို့အသက်ပြိုသောတိုးထီးတစ်ကောင်မိရှုရာရစ်ဖို့တိုးထီးတစ်ကောင်ပါရမည်သန့်ရှင်းသောပိတ်ချောအင်ကြီးပိတ်ချောပေါင်းမီကိုဝေ၍ပိတ်ချောကပန်းကိုစီရမည်ပိတ်ချောဖောင်းကိုလည်းဆောင်းရမည်ထိုအဝိတ္တစာတို့သည်သန့်ရှင်းသောကြောင့်ကိုရေချိုးပြီးမှဝတ်စေရမည်အပြစ်ဖြေရာရစ်ဖို့စိတ်တငယ်နှကောင်မိရှုရာရစ်ဖို့တိုးတစ်ကောင်ဣသရေလမြို့သားပရိသတ်လက်မှခံယူရမည်အာယုန်သည်မိမိနှင့်ဆိုင်သောမိမိအပြစ်ဖြေရာရစ်နွားကိုပူဇော်၍မိမိအဖို့နှင့်မိမိအိမ်သူများအဖို့အပြစ်ဖြေခြင်းကိုပြုရမည်စိတ်နှကောင်ကိုလည်းယူ၍ပရိသတ်စည်းဝေးရာတဲတော်တကားနာထာဝရဘုရားရှိတော်၌ဆက်ရမည်အာယုန်သည်ထိုစိတ်နှကောင်ကိုထာဝရဘုရားဖို့စာရေးတံတစ်တန်လွတ်လပ်လဟာဖို့တစ်တန်စာရေးတံနှစ်တန်ချ၍ထာဝရဘုရားအဖို့စာရေးတံကြသောစိတ်ကိုဆောင်ခဲ့၍အပြစ်ဖြေရာရစ်ဖို့ပူဇော်ရမည်လွတ်လပ်လဟာအဖို့စာရေးတံချသောစိတ်ကိုအသက်ရှင်လျက်ထာဝရဘုရားရှိတော်၌ဆက်၍သူအပေါ်မှာအပြစ်ဖြေခြင်းကိုပြုပြီးလျင်တော၌လွတ်လပ်လဟာသို့လွတ်လိုက်ရမည်အာယုန်သည်မိမိနှင့်ဆိုင်သောအပြစ်ဖြေရာရစ်နွားကိုဆောင်ခဲ့ပြီးလျင်မိမိအဖို့နှင့်မိမိအိမ်သူအိမ်သားများအဖို့အပြစ်ဖြေခြင်းကိုပြု၍မိမိနှင့်ဆိုင်သောအပြစ်ဖြေရာရစ်နွားကိုတတ်ရမည်ထာဝရဘုရားရှိတော်ရစ်ပလင်မိခဲနှင့်ပြည့်သောလိမ္မန်းကိုကိုင်လျက်
ညက်စွာသောနန္တာပေါင်းမွေအမောက်ကိုမိမိလက်၌အပြည့်ယူ၍ကလကာအတွင်းသို့ဆောင်သွားရမည်ထိုအခါသူသည်တေဘေးနှင့်ကင်းလွတ်မည်အကြောင်းနန္တာပေါင်းအခိုးအငွေ့သည်သက်သေခံချက်အပေါ်မှာရှိသောတိတ္တအဖုံးကိုမုန်းစေခြင်းကထာဝရဘုရားရှေ့တော်၌နန္တာပေါင်းကိုမီးပေါ်မှတင်ရမည်နွားအသွေးအချို့ကိုလည်းယူ၍အရှိမျက်နှာဘက်တိတ္တဖုံးအပေါ်၌လက်ညှိုးနှင့်ဖြန်းရမည်တိတ္တဖုံးရှိ၌လည်း9 ကြိမ်တိုင်အောင်လက်ညှိုးနှင့်ဖြန်းရမည်ထို့နောက်လူများနှင့်ဆိုင်သောအပြစ်ဖြေရာယိစိတ်ကိုတတ်၍အသွေးကိုကလကာအတွင်းသို့ဆောင်ခဲ့ပြီးလျှင်နွားအသွေးကိုဖြန်းတကဲ့သို့တိတ္တဖုံးအပေါ်၌၎င်းရှေ့၌၎င်းဖြန်းရမည်ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြစ်ကြောင့်၎င်းပြစ်မှားသောအပြစ်အမျိုးမျိုးတို့ကြောင့်၎င်းသန့်ရှင်းရာဌာနတော်အဖို့အပြစ်ဖြေခြင်းကိုပြုရမည်ထို့သို့ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြစ်ထဲမှနေရသောပရိသတ်စည်းဝေးရာတဲတော်အဖို့ပြုရမည်သန့်ရှင်းရာဌာနတော်၌အပြစ်ဖြေခြင်းကိုပြုအံ့သောငါဝင်သောအခါမိမိအဖို့မိမိအိမ်သူအိမ်သားများအဖို့ဣသရေလပရိသတ်အပေါင်းတို့အဖို့အပြစ်ဖြေခြင်းကိုပြု၍မထွက်မီတိုင်အောင်ပရိသတ်စည်းဝေးရာတဲတော်ထဲမှအဘယ်သူမျှမနေရနောက်တဖန်ထာဝရဘုရားရှေ့တော်ယဇ်ပလ္လင်သို့ထွက်လာ၍ထိုပလ္လင်အဖို့အပြစ်ဖြေခြင်းကိုပြုအံ့သောငါနွားအသွေးဆိတ်အသွေးကိုယူ၍ယဇ်ပလ္လင်ပတ်လည်ဦးချိုတို့၌ထည့်ရမည်ယဇ်ပလ္လင်အပေါ်၌၎င်းထိုအသွေးကိုလက်ညှိုးနှင့်9 ကြိမ်တိုင်အောင်ဖြန်း၍ဣသရေလမျိုးသားတို့၏မစင်ကြယ်သောအပြစ်မှစင်ကြယ်သန့်ရှင်းစေရမည်ထို့သို့သန့်ရှင်းရာဌာနတော်အဖို့ပရိသတ်စည်းဝေးရာတဲတော်အဖို့ယဇ်ပလ္လင်အဖို့အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှအသက်ရှင်သောစိတ်ကိုဆောင်ခဲ့ရမည်အာယုန်သည်အသက်ရှင်သောစိတ်ခေါင်းပေါ်မှလက်နှစ်ဖက်ကိုတင်လျက်ဣသရေလမျိုးသားတို့၏ဒုစရိုက်မှစ၍ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍စိတ်ခေါင်းပေါ်မှတင်ထားပြီးလျှင်တော်လျော်သောလူတွင်တောသို့စေလွှတ်ရမည်သူတို့အပြစ်ရှိသမျှကိုလူမနေသောအရက်သို့ဆောင်သွားသောထိုစိတ်ကိုတော၌လွှတ်လိုက်ရမည်တဖန်အာယုန်သည်ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍သန့်ရှင်းရာဌာနတော်သို့အရင်ဝင်သောအခါဝတ်သောပိတ်ချောအဝတ်ကိုချွတ်၍ထိုအရပ်၌ထားရမည်သန့်ရှင်းရာဌာနတော်၌ကိုရေချိုး၍မိမိအဝတ်ကိုဝတ်ပြီးမှတဖန်ထွက်လာ၍မိမိမီးရှို့ရာယဇ်လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့်မိမိအဖို့နှင့်လူများအဖို့အပြစ်ဖြေခြင်းကိုပြုရမည်အပြစ်ဖြေရာယဇ်ကောင်းစီဦးကိုယဇ်ပလ္လင်ပေါ်မှမီးရှို့ရမည်လွတ်လပ်လဟာသို့စိတ်ကိုလွှတ်လိုက်တော်သူသည်လည်းမိမိအဝတ်ကိုလျှော်၍ကိုရေချိုးရမည်ထို့နောက်မှထပ်ထဲသို့ဝင်ရမည်သန့်ရှင်းရာဌာနတော်၌အပြစ်ဖြေခြင်းကိုပြုအံ့သောငါဆောင်သွင်းသောအသွေးနှင့်ဆိုင်သောအပြစ်ဖြေရာယဇ်နွားကို၎င်းအပြစ်ဖြေရာယဇ်ဆိတ်ကို၎င်းတပ်ပြင်သို့ယူသွား၍အ
အရေးအသားခြေနူးကိုမိရှို့ရမည်မိရှို့သောသူသည်လည်းမိမိအဝတ်ကိုလျှော်၍ကိုယ်ကိုရေချိုးရမည်ထို့နောက်တပ်ထဲသို့ဝင်ရမည်သင်တို့သည်အစဉ်ဆောက်ရသောပညတ်တော်ဟူမူကားမျိုးသားချင်းဖြစ်စေသင်တို့တွင်တည်းနေသောတပါးအမျိုးသားဖြစ်စေတတမလ10 ရက်နေ့၌အလုပ်ကိုအလင်းမလုပ်ချိုးချံစွာကျင့်လျက်နေရကြမည်အကြောင်းမူကားသင်တို့သည်ထာဝရဘုရားရှေ့တော်၌အပြစ်ရှိသမျှတို့နှင့်ကင်းစင်မည်အကြောင်းထိုနေ့ရက်၌ယဇ်ပုရောဟိတ်သည်သင်တို့ကိုစင်ကြယ်စေခြင်းငှာအပြစ်ဖြေခြင်းကိုပြုရမည်ထိုနေ့ရက်သည်ထာဝရပညတ်တော်အတိုင်းသင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့ချိုးချံစွာကျင့်ရသောနေ့ဖြစ်သတည်းအဘအရာ၌ယဇ်ပုရောဟိတ်အမှုကိုဆောင်စေခြင်းငှာအရင်ယဇ်ပုရောဟိတ်လက်မှဘိသိက်နှင့်တကွယဇ်ပုရောဟိတ်အရာကိုခံသောသူသည်ထိုအပြစ်ကိုဖြေခြင်းကိုပြုရမည်ထိုယဇ်ပုရောဟိတ်သည်သန့်ရှင်းသောပိတ်ချောအဝတ်ကိုဝတ်၍သန့်ရှင်းရာဌာနတော်အဖို့ပရိသတ်စည်းဝေးရာတဲတော်အဖို့ယဇ်ပလ္လင်အဖို့ယဇ်ပုရောဟိတ်များအဖို့ပရိသတ်အပေါင်းတို့အဖို့အပြစ်ဖြေခြင်းကိုပြုရမည်ဤ၍ကဣသရေလမျိုးသားတို့၏အပြစ်ရှိသမျှတို့ကြောင့်တစ်နှစ်တစ်ခါအပြစ်ဖြေခြင်းကိုပြုရမည်အကြောင်းသင်တို့သည်အစဉ်ဆောက်ရသောပညတ်တော်ဖြစ်တည်းဟုမောရှေအားထာဝရဘုရားမှာထားတော်မူသည့်အတိုင်းအာရုံပြုလေ၏